Premier League တမိုင်းတစ်လျှောက်အသက်အငယ်ဆုံးစုဖလားစုဖူးနိုင်သူအဖြစ်စံချိန်သစ်တင်လိုက်တဲ့ Arsenal အသင်းရဲ့လူငယ်ကျယ်ပွင့်မတ်တောင်းမန်အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ Arsenal Highlight မြန်မာကဝင်ကြီးမောင်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့နေ့လယ်တနာရီလောက်ကရရှိလာတဲ့သတင်းကိုကျွန်တော်အခုလက်ရှိမှာတင်ပြသွားမှာဖြစ်ပါတယ်ဗျသတင်းကတော့ကျွန်တော်တို့ Arsenal အသင်းရဲ့ကွင်းလယ်ကစားသမားလူငယ်ကျယ်ပွင့်လေးမတ်တောင်းမန်ကြောင့်ပဲဖြစ်ပါတယ်ဗျသူကတော့ဒီနေ့2025-2026နှစ်ဘောလုံးရာသီကုန်ဆုံးချိန်မှာသူ့ရဲ့အသက်ဟာ16နှစ်နဲ့144ရက်သာရှိနေသေးတဲ့အတွက်ကြောင့်မလို့ Premier League ဖလားကိုစုခူးနိုင်ခဲ့တဲ့အသက်အငယ်ဆုံးကစားသမားအဖြစ် Granite ကမ္ဘာ့စံချိန်ကပါတရားဝင်အတည်ပြုခဲ့ပါတယ်Premier League ရဲ့စီးနင်းအရအသင်းတစ်သင်းမှာအနည်းဆုံး9ပွဲနဲ့ထက်ပါဝင်ကစားထားတဲ့ကစားသမားတိုင်းဟာချန်ပီယံဆုတံဆိပ်ကိုရရှိဖို့အလိုအလျောက်ခွင့်ရရှိပါတယ်မတ်တောင်းမန်ဟာဆိုရင်ဖြင့်လည်းအခုချိန်ထိကွက်တီ9ဝဲပါဝင်ကစားထားပြီးဖြစ်လို့စုတစိတ်ကိုရရှိဖို့တင်ကြတဲ့လောက်ရှိနေပါပြီ။ဒါမဲ့ပိတ်ရဲ့ခရစ်စတန်နစ်ပွဲလေးနဲ့ပွဲစဉ်မှာလည်း6ပွဲမြောက်ဖြစ်ပါဝင်ကစားရဖို့ရှိနေပါတယ်။သူဟာအသင်းကြီးမှာအပိုလိုက်ပါရုံနဲ့မဟုတ်ပဲအရေးကြီးတဲ့အခိုက်အတန့်တွေကိုလည်းဖန်တီးပေးနိုင်ခဲ့ပါတယ်။ဩဂတ်လတုန်းကလီယူတိုက်တဲ့ပွဲမှာလည်းအသင်းအတွက်အရေးကြီးတဲ့ပယ်နယ်တီတစ်လုံးကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။မလတုန်းကအေဘာတန်နဲ့ပွဲမှာလည်းအမှတ်တရဖြစ်စေမဲ့တွင်ကိုတကိုသွင်းယူသွင်းခဲ့ပါတယ်။ဥရောပစင်မြင့်ထက်မှာလည်းနိုဝင်ဘာလကချန်ပီယံလိပွဲဥထွက်ကစားခွင့်ရခဲ့ပြီး Sporting Lisbon နဲ့ Quarter Final နှစ်ကြော်လုံးမှာပါဝင်ကစားပေးခဲ့ပါတယ်။လာမယ့်အပတ်ဘူဒါပက်မှာကစားမယ်ချန်ပီယံလိဗိုလ်လီပွဲကိုလည်းအသင်းနဲ့အတူထွန်းရောက်ရဖို့ရှိပြီးတော့ဗားတွေများဆက်လက်လုပ်ပြအောင်မလဲဆိုတာဆက်လက်စောင့်ကြည့်ရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါရစေဗျ။